ပြပေးနေရလေးကတော့ Prado ကထွက်ရှိထားတဲ့ Wishless Auto Decan 10 kg လေးဖြစ်ပါတယ်သူ့ရဲ့အသုံးပြုပုံလေးကိုကျွန်တော်အခုရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျသူ့မှာ function အပြင်ပေါ့နော်ဒါကတော့ power ဖွင့်လိုက်မယ်function အပြင် AI watch ပါမယ် quick ပါမယ် miss heavy duty delicate keep ပါမယ် jeans ရဲ့ anti material ရဲ့ anti mic ရဲ့ spring ရဲ့ ကျုပ်ကလင်းရဲ့ပါမယ်ပေါ့နော်ကျွန်တော် program လေးရွေးချင်တယ်ဆိုရင်ကျွန်တော်ဒီဘက်မှာ quick နဲ့ဆိုရင်25မိနစ်ရှော့မယ် miss နဲ့ဆိုရင်မိနစ်48မိနစ်ပြီးသွားရင်ကျွန်တော်68မိနစ်ပြီးသွားရင် delicate အဲ့လိုလေးလိုချင်တဲ့ program လေးရွေးပြီးရတယ်ဒီလို stack လေးတန်းနှိပ်လိုက်ရုံပဲเนาะဒါကတော့သူ့ရဲ့ Wishless Auto အတွင်းခန်းလေးပေါ့နော်သူကဒီမှာစပြထဲခွက်ကလေးအဲ့လိုလေးတစ်ချက် push button လေးနဲ့သွားတာမျိုးဒီမှာအတွင်းခန်းလေးပေါ့နော်10 kg ဆိုတော်တော်လေးလည်းအဆင်ပြေတယ်သူက hydraulic တကားလေးဖြစ်မယ်နော်တကားလေးက hydraulic တကားပုံစံလာမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ Wishless ကို special ဆိုပြီးတော့သုံးကျင်လဲကျွန်တော်သုံးလို့ရမယ် pro race တွေပါမယ် soft ပါမယ် race ပါမယ် fresh air နဲ့အဲ့လိုပြန်ပြီးတော့ဟိုပါပေါ့ရေညစ်ပေးရဲ့စနစ်ပါမယ်ဒါကတော့ function တွေကတော့ကျွန်တော်တို့အဝတ်တီးတဲ့ဟိုစပြားကြီးစိတ်ညင်တာတို့ဘာလို့အဲ့လိုမျိုးလုပ်တဲ့ပုံစံလေးတွေဒါတော့ water level ချိန်တာလေးပါမယ်ခင်ဗျာတော့ဒီမှာလဲသူက water level နဲ့စပြားနဲ့ထည့်ရမယ်အားကိုအညွန်လေးရေးပြီးထားပါတယ်အခုပြပေးနေရတော့ Prado ကထွက်ရှိထားတဲ့ Wishless 10 kg auto decan လေးဖြစ်ပါတယ် order 9နဲ့အမကန်နဲ့ပါသူမှာ8 kg ရယ်10 kg ရယ်12 kg ရယ်ဆိုပြီးလာပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ